ညချမ်းခဏငဲခါမှာအဘလင်းခုံရဲ့တကားကိုတူးကျိတ်တက်လာတယ်။သူကတကားဖွင့်လိုက်တဲ့အခါသူ့တငယ်ချင်းကကဘာပြတ်သွားတော့ပြီလို့အော်ဆက်လိုက်တယ်။လင်းခုံကပြေးပြီးပြတင်းပေါက်ကိုတွားကြည့်လိုက်တော့လေထဲကနေကြဲများထွက်ကြနေတယ်လို့မြင်ရပြီးနေရာတိုင်းမှာလူတွေစိုးရိမ်လှုပ်ရှားနေကြတယ်။အချို့ကဖျားသခင်ရောက်လာပြီးလူတွေကိုတရားစွဲတော့မယ်ဆိုပြီးပြေးနေကြပြီးအချို့ကတိတ်ပံတွေကမြေပြင်ကိုကျလာနေတယ်လို့ထင်ကြတယ်။လင်းခုံကနီးစပ်စွာကြည့်လိုက်တဲ့အခါကျဲပုံစံတွေဟာမပြောင်းလဲသေးတာကိုတွေ့ပြီးကျဲတွေကြကြော်ကြနေခြင်းမဟုတ်ဘူးဆိုတာသိချသွားတယ်။နှစ်များစွာအကြာမှာတိတ်ပံပညာရှင်တွေကတိုးတက်ပြီးသိလိုက်တာကတရားတစ်ခုကမြေကြီးနီးနီးကပ်ပြီးလွတ်သွားပြီးနည်းနည်းကွဲထွက်နေတဲ့ပစ္စည်းတွေမိုးလေထဲကျပြီးကြီးမားတဲ့မီးကျဲရွက်မိုးဖြစ်သွားတာဖြစ်ပါတယ်။လူကောင်းမရှိတဲ့ကောင်လေးရဲ့လက်ထဲကထမင်းလုံးကိုဆွဲယူပြီးစားလိုက်ပေမဲ့သူ့ကိုယ်သူအစာမကျေနပ်သေးဘူးတခါမှအရာတစ်ခုကသူ့ပေါင်ချောင်းကိုဆွဲလိုက်တယ်အရိတ်ထဲကလျှို့ဝှက်လာနေတဲ့တရေကငါကြားမယ်ဆိုရင်နောက်ထပ်ချမ်းသာသွားမယ်လို့ပြောလိုက်တယ်။ကောင်လေးကအော်ပြီးပြေးသွားတယ်ဒါပေမဲ့လူကောင်းမရှိသူရဲ့မျက်စိတွေထိုးထွက်လာပြီးလှုပ်လိုက်ပါလို့ပြောတယ်ဒါပေမဲ့စီးမြင့်တစ်ခုရှိတယ်။ငါကမေးစရာတစ်ခုမေးရင်မင်းလက်ခံရမယ်ဒါမှမဟုတ်လိုက်နာရမယ်လို့တရေကပြောပြီးသူ့ကိုဆွဲတယ်။အဲ့ဒီနောက်သူတရေတို့ပြောင်းလဲသွားတယ်သူကအယမ်းမြန်ပြီးအင်အားကြီးလို့အကောင်းဆုံးမိတ်ဆက်သူတွေကိုလွယ်လွယ်ကူကူဖမ်းနိုင်ပြီးသွေးကိုအစားစားအောင်စားနိုင်ခဲ့တယ်။တညမှာတော့တရေကပြန်လာပြီးကျမကသမီးတစ်ယောက်ကိုဒီညမှာလက်လျှောက်လာမယ်။မနစ်ရပါနဲ့လို့ပြောပြီးပျောက်သွားတယ်။ငါမင်းကိုဘာမှမပေးဘူး။အိုးလို့တရေကပြောလိုက်တယ်။မြင့်မှာလူကောင်းမရှိသူကမိန်းကလေးတစ်ယောက်ကိုတကူတော့လမ်းလျှောက်နေရတာမြင်လိုက်တယ်။သူကကူးပြီးသွားပြီးတွေးချင်းမိမိအဖြစ်အကြမ်းဖက်မဲ့အစီအစဉ်နဲ့ဝင်ဖို့ပြင်ဆင်လိုက်တယ်။ဒါပေမဲ့သွားထိုးဖို့တိုင်ရမှာသူ့ပတ်ဆက်ပိတ်ပြီးအမြဲအစာမကျေနပ်ခြင်းအတွက်နောက်ဆုံးအချိန်ထိအစာရှောင်နေရင်အမြဲရှောင်တိန်ခံရစေခဲ့ရတယ်